မနက်စာစားတဲ့အချိန်မှာတော့မင်္ဂလာဦးညမှာအိမ်ပြန်မလာတဲ့တားဖြစ်သူကိုမိဘတွေကဝိုင်းစုကြပါတော့တယ်။ဒါကိုကြည့်ပြီးဇနီးတဲ့ကခိုးရနေတာကိုမြင်တော့ခင်မုန်းဖြစ်သူကဒေါသထွက်ပြီးမင်းညကသူ့လဲမောတဲ့ကောင်လေး6ယောက်နဲ့ပျော်နေတာလို့တိုင်ဖို့ပြင်တာပေါ့။ဒါပေမဲ့ဇနီးတဲ့ကစပွဲအောက်ကနေသူ့ခြေထောက်ကိုအပြင်းပြင်းနဲ့တစ်ချက်ကန်ပြီးတားလိုက်ပါတယ်သူမကရောက်ခမရရဲ့အချစ်ကိုအပုံးပဲမခံချင်တာကြောင့်မင်းညကခွဲစိတ်ခန်းထဲမှာတညလုံးအလုရှုပ်နေလို့ပါဆိုပြီးလိန်ပြောလိုက်တာပေါ့ဒါကိုကြားတော့ရောက်ခမရီကသူတို့သားအဖကိုရင်းနှီးသွားအောင်ဆိုပြီးအိမ်ဟောင်းကြီးတစ်လုံးထဲမှာအတူတူပိတ်ထားပြီးတညအိတ်ခိုင်းပါတော့တယ်မတက်တာတဲ့အစုံအခန်းတစ်ခန်းနဲ့အတူအိပ်ရတဲ့အခါမိန်းကလေးကကုတင်လဲမှာအိပ်ရခင်းနဲ့စီးချထားလိုက်တယ်ဗျာနာနာကတ်မလာနဲ့ဆိုတဲ့သဘောပေါ့တကောင်ရံမှာတော့ထူးထူးဆန်းဆန်းသူတို့နှစ်ယောက်ဟာတယောက်နဲ့တယောက်အရန်နီးကပ်သွားကြပါတယ်တကယ်တော့ဒါဟာရောက်ခမဖြစ်သူရဲ့လက်ချက်ပြဟင်းချိုထဲမှာအချစ်အားစေးအနှင်းငယ်ခိုးထည့်ပေးလိုက်လို့သူတို့ကြားကအကွာဝေးကကျင်းမြောင်းသွားတာပေါ့အရှိန်400ခါဆရှိသေးခင်မုန်းဖြစ်သူရဲ့ဖုန်းကမြည်လာပါတယ်ခေါ်လိုက်တဲ့သူကတော့မြေခွေးမလို့တင်စားရမယ့်ကောင်းမလေးတစ်ယောက်ပေါ့သူမရဲ့အတန်ကိုကြားလိုက်ရတဲ့အခါမိန်းကလေးရဲ့ရင်တစ်ခုလုံးကွဲအပ်သွားတယ်လို့ခံစားလိုက်ရပြီးခင်မုန်းဖြစ်သူကလည်းအခန်းထဲကနေဝုန်းကနေထွက်သွားပါတော့တယ်ဒါပေမဲ့အမှန်တရားကတော့ခင်မုန်းဖြစ်သူဟာအဲ့ဒီကောင်မလေးကိုသွားတွေ့တာမဟုတ်ပဲငါမှမိန်းမရှိနေပြီငါ့ကိုလုံးဝမဆက်သွယ်နဲ့လို့သွားပြီးတတိပေးတာပါသူအိမ်ကိုပြန်မလာရဲတော့ဘူးပြဘာလို့လဲဆိုတော့ဆေးရှင်ကြောင့်သူ့ကိုယ်သူမထိန်နိုင်ပဲဇနီးတဲ့ကိုအတင်းအဓမ္မလုံးမိမှစိုးရိမ်လို့ပါပဲနောက်နေ့မနက်မှာတော့ရောက်ခမတွေကတားဖြစ်သူထွက်ပြေးသွားတာကိုပြီးတော့တားအမှားလို့ပဲတတ်မှတ်လိုက်ကြပါတယ်ရောက်ခမဖြစ်သူကချွေးမလေးစိတ်ချမ်းသာအောင်ဆိုပြီးဆိုင်ခေါ်သွားပြီးပစ္စည်းတွေအများကြီးဝယ်ပေးတာပေါ့စိတ်လေးကြည်လင်ခါစားရှိသေးဟိုမြေခွေးမလေးနဲ့ထိတ်တိုက်တိုးပါလေရောရောက်ခမကြီးကတော့ဒေါသပေါက်ကွဲပြီးငါသားနဲ့ချွေးမကြတဲ့ထမရှုံနဲ့မဟုတ်ရင်မင်းမလွယ်ဘူးလို့ရာစတန်ပေးလိုက်ပါတယ်ညီခွေးမလေးကလည်းဇနီးသည်မနာလိုဖြစ်အောင်မင်းယောက်ျားကငါနောက်ကိုတကောက်ကောက်လိုက်နေတာပါလို့ပြန်ပြောပေမဲ့ဇနီးတဲ့ကတော့တီတီငိမ့်ငိမ့်နဲ့ပဲအော်အဲ့ဒါလားငါစိတ်မဝင်စားဘူးလို့ပြန်ပြောလိုက်တဲ့ခါမှာတော့ညီခွေးမလေးခမများရှက်ရှက်နဲ့ပဲထွက်ပြေးသွားရပါတော့တယ်ဗျာ